င်းချက်ရင်းနဲ့သူမဟာစားထဲဖို့မေ့သွားခဲ့ပါတယ်ဒီချက်လေးအတွက်နဲ့ပဲသူမရဲ့သမီးဖြစ်သူကသူမကိုအထင်သေးစွာကြည့်ခဲ့တယ်လို့ခင်မွန်းဖြစ်သူကလည်းဒီလောက်လေးတောင်မလုပ်တတ်ဘူးလားဆိုပြီးသူမကိုအော်ဟစ်ဆဲဆိုခဲ့ပါတယ်အန်နာဟာသူ့ခင်မွန်းနဲ့လက်ထပ်ပြီးကလေးကဈေးရုံအကြီးရာထူးကနေနှုတ်ထွက်ပြီးမိသားစုတစ်ခုလုံးကိုဆောက်ရှောက်ဖို့အင်ရှင်မအဖြစ်ရွေးချယ်ခဲ့တာပါဒါပေမဲ့အန်နာရဲ့စေတနာအပြည့်နဲ့စူးစမ်းအားထုတ်မှုတွေဟာသူမမိသားစုစီကနေအဆုံးမရှိတဲ့စော်ကားမှုတွေနဲ့သာပြန်လည်တုံ့ပြန်ခံခဲ့ရပါတယ်ဒါပေမဲ့အန်နာကတော့ဘယ်တော့မှမငြင်းညူခဲ့ပါဘူးသူမရဲ့ရောက်ခမဖြစ်သူကမိန်းမတစ်ယောက်ရဲ့ဘဝရည်မှန်းချက်အကြီးဆုံးအရာဟာအိမ်အောင်ပြုခြင်းပဲလို့အမြဲတမ်းသွတ်သွင်းပေးထားလို့ဖြစ်ပါတယ်ဒီနေ့မှာတော့အန်နာဟာခင်မွန်းအတွက်မျက်မှန်တလက်ဝယ်ပေးဖို့ဈေးဝယ်စင်တာကိုသွားခဲ့ပါတယ်။ကောင်တာကနေအလှည့်မှာပဲသူမမျက်စိရှိအကုန်မှောင်ကျသွားပြီးကျန်းပြင်ပေါ်လဲကျသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့သူမခင်မွန်းဖြစ်သူဟာတခြားအမျိုးသမီးတစ်ယောက်နဲ့အတူရှိနေပြီးအလွန်ရင်းနှီးနေကြပါတယ်။အန်နာစီကဖုန်းဝင်လာတာကိုမြင်တော့သူဟာဘေးကိုခက်တွက်လေးဖယ်ပြီးဖုန်းကင်လိုက်ပါတယ်။အန်နာကိုအရေးပေါ်ဌာနကိုအမြန်ဆုံးပို့ဆောင်လိုက်ရပါတယ်။ဆရာဝန်တွေကမိသားစုဝင်တစ်ယောက်ရောက်လာဖို့ပြောပေမဲ့သူမခင်မွန်းကတော့ခယူးမဆိုင်တဲ့ပုံမှာပဲသူကအဲ့ဒီမျိုးသမီးကိုပြုံးပြလိုက်ပြီးအန်နာကိုတော့အရေးကြီးတဲ့အလုပ်ကိစ္စရှိတယ်လို့ပြောကသူမရဲ့မိခင်ကိုသာဆေးရုံကိုတွားကြည့်ခိုင်းလိုက်ပါတယ်နောက်တနေ့မှာတော့ခွဲစိတ်မှုအပြီးနာလန်ထက်ခါစအန်နာကိုသူမရဲ့ရောက်ခမကဟင်းချက်ဖို့ခေါ်ပါတော့တယ်အန်နာဟာအားရင်ကြီးနေနေတဲ့ခန္ဓာကိုယ်နဲ့ပဲမိဖို့ကြောင့်လေးကိုဆွဲငင်သွားပြီးသူတို့အတွက်ဟင်းချက်ပေးရပါတယ်သူမရဲ့သားဖြစ်သူကတလုတ်စားပြီးတာနဲ့ဟင်းက6တွေ့လုံးနေလို့ပြောပါတယ်ပြီးတော့သမီးဖြစ်သူကလည်းပေါင်းမုံကလက်ဆက်မှုမရှိဘူးလို့တိုင်တန်းပြန်ပါတယ်ခဏကြာမှာတော့ခင်မွန်းဖြစ်သူကကော်ဖီကအချင်းတက်များလုံးနေလို့ပြစ်တင်ပြောဆိုပါတယ်အဲ့ဒီနောက်ရောက်ခမဖြစ်သူကလည်းဖြော်ရည်ကဘာလို့ခုထိမရသေးတာလဲလို့မေးပြန်ပါတယ်အန်နာရေခဲတစ်တာတွေကပစ္စည်းတွေထုတ်နေတာကိုမြင်တော့သူမကိုဖျားနာအောင်လုပ်ပြီးမိသားစုတစ်ခုလုံးကိုလက်ဆက်မှုမရှိတဲ့အစားအစာတွေကျွေးတယ်ဆိုပြီးအပြစ်တင်ပါတော့တယ်ပြီးတော့သမီးဖြစ်သူကသူမကိုမျက်နှာဖုံး mask သွားယူပေးဖို့ခိုင်းပါတယ်အန်နာပြန်ရောက်လာတဲ့အချိန်မှာတော့သူမမိသားစုဝင်တွေဟာသူမကိုအိမ်ထဲကအိမ်ပေါ်တယောက်လိုမျိုးသဘောထားပြီးရေမောပြော့ပါနေကြတာကိုမြင်လိုက်ရတဲ့အတွက်အေးခဲသွားမိပါတယ်သူမလုံးဝမမျှော်လင့်ထားတဲ့အချက်ကတော့ခင်မွန်းဖြစ်သူကသူမကိုမတန်ဆွမ်းသူများအတွက်သတ်မှတ်ထားတဲ့ရင်းရနာစခန်းတွေမှာအခွင့်အရေးရအောင်မတန်ဆွမ်းက disability card လောက်ခိုင်းဖို့အကြံပေးနေတာပါပဲသူကနေတိုင်းပတ်စံရှာရတာမလွယ်ဘူးလို့လည်းထပ်ပြောပါသေးတယ်ခင်မွန်းဖြစ်သူထွက်သွားပြီးနောက်မှာတော့အန်နာဟာစပွဲပေါ်ကကျန်တဲ့အစားအစာတွေကိုစိတ်တိုတိုနဲ့တင်စီလိုက်ပါတယ်သူမတစ်ခုခုကိုဆုံးဖြတ်လိုက်ပုံရပါတယ်ပြီးနောက်မှာတော့သူမလှည့်ထွက်ပြီးဈေးဝယ်စင်တာကိုတမ်းမှတ်သွားပါတော့တယ်အရင်ကသူမဝယ်ဖို့မရဲခဲ့တဲ့နေကမျက်မှန်တွေမိတ်ကပ်တွေနဲ့ဖက်ရှင်ကြတဲ့အဝတ်အစားအားလုံးကိုသူမဝယ်ပစ်လိုက်ပါတယ်။ဘာတစ်ခုမှမကြံခဲ့အောင်ဝယ်လိုက်တာပါကက်ကိုတစ်ခါခါဆွဲလောက်တိုင်းအန်နာဟာသူမကိုသူမလူတစ်တယောက်လိုခံစားလိုက်ရပါတယ်။ပြီးနောက်မှာတော့နာမည်ကြီးပါတီကွေဆိုင်ဒီဇိုင်းနဲ့ဝင်သွားပြီးသူမအကြာကြီးစိတ်ဝင်စားနေခဲ့တဲ့လက်ကင်အိတ်ကိုဝယ်လိုက်ပါတယ်။ဈေးရုံမှာရှိနေတဲ့သူမခင်မွန်းဟာဖုန်းထဲမှာပတ်စံ3စရိတ်တတိပေးချက်တွေတက်လာတာကိုမြင်တော့အံ့အားသင့်ပြီးအော်ဟစ်လိုက်ပါတယ်အန်နာဟာတနာရီတွင်းမှာပဲသူ့ရဲ့ကက်ထဲကနေပတ်စံ10တန်းကျော်ကိုတုံးလိုက်တဲ့အတွက်သူမကိုစုပူဖို့ဖုန်းဆက်လိုက်ပါတယ်အန်နာကသူတို့မိသားစုအတွက်သူမဘဝတစ်ခုလုံးကိုပေးဆက်ခဲ့ပေမဲ့နောက်ဆုံးမှာသူမနာမည်နဲ့ကြံခဲ့တာဖုန်းတစ်လုံးပဲရှိကြောင်းသူမရဲ့အိတ်တွေအဝတ်စားတွေကလည်းရောက်ခမစီကလက်လွန်လာတဲ့အဟောင်းတွေပဲဖြစ်ကြောင်းပြောလိုက်ပါတယ်အခုတော့သူမဟာသူမကိုသူမအတွက်ပဲအသက်ရှင်တော့မှာဖြစ်ကြောင်းပြောပြီးဖုန်းချလိုက်ပါတယ်အိမ်ပြန်ရောက်တဲ့အခါအန်နာဟာဒေါသပြေမသွားသေးတဲ့အတွက်အိပ်ပျော်နေတဲ့ခင်မွန်းဖြစ်သူရဲ့မျက်နှာကိုတန်းပြီးပါချလိုက်ပါတော့တယ်